ုန်းကြီးတို့ကျောင်းမှာဥစဉ်တစ်ပါးအခုကနေ့ထိရှိတယ်ပေါ့အဲ့ဒီဥစဉ်မှာခေါင်းမှာအနေရွတ်တွေတွေ့တော့ဘုန်းကြီးကမေးတယ်မင်းခေါင်းကအနေရွတ်တွေကဘယ်သူကရိုက်သွားတော့လို့ဆိုမွေးရပါတဲ့ဟာဘယ်လိုလုပ်တာတော့ဘယ်လိုမွေးရပါတာတော့လို့ဆိုဟိုဘွားတုန်းကသူကတန်ဃာဖြစ်ခဲ့တယ်တန်ဃာထဲမှာနေတာညကြတော့ဓမြလာတိုက်ပြီးသူ့ခေါင်းရိုက်ပြီးတတ်သွားတာအဲ့ဒီအနေရွတ်တွေကဒီဘွားထီအောင်လာနေဒါသူမှတ်မိတာပြောတာနော်ကိုရင်တစ်ပါးကတော့သူက3ဘွားမှတ်မိတယ်တဲ့သူလူဘွားတော့ကတဲ့ငှက်ကလေးတွေကိုလိုက်တတ်တယ်မုတ်ဆိုးဖြစ်တယ်တည်တဲ့ခါကျသူငယ်ရဲ့ရောက်သွားတယ်ငယ်ရဲ့ရောက်တဲ့ခါကျတော့ခွေးနဲ့ကြီးတွေကလိုက်တော့လက်ပတ်မင်းပေါ်တက်ပြေးတော့လက်ပတ်စူးကြီးတွေကသူ့စူးတာတဲ့ဟောအဲ့ဒါတွေကိုသူပြောပြနောက်ဆုံးအဲ့ဒီငယ်ရဲ့ဘွားလွတ်တဲ့အခါကျတော့အခုလူလာဖြစ်ပြီးတော့ကိုရင်ဝတ်နေတယ်အဲ့ဒါလို့မှတ်မိတဲ့ပုံကိုယ်တွေလည်းရှိတာပဲတန်တရားထဲမှာမှတ်မိတဲ့ပုံကိုယ်တွေရှိတယ်